အင်္ဂါသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့တပတ်စာနမိတ်ကလေးဖြစ်ပါတယ်နမိတ်ကလေးဆိုလိုခြင်းရတော့မိတ်ဆွေအလောက်ကိုင်းနဲ့ပတ်သက်ပြီးမိတ်ဆွေဥဆောင်ရတတ်တယ်လို့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ခေါင်းခံဖြေရှင်းရမယ့်ကိစ္စတွေမျိုးကြုံတွေ့ရတတ်တယ်မိမိအနေနဲ့အလောက်ကိုင်းတွေနဲ့ပတ်သက်ပြီးတော့ဥဆောင်ရတဲ့အနေအထားအိမ်မိသားစုမှာဥဆောင်ရတဲ့အနေအထားမျိုးဖြစ်ပေါ်ပါလိမ့်မယ်အိမ်တော်ရေးမှာဆိုရင်လည်းကိုကဥဆောင်ရတဲ့လူမျိုးနေရာတကာမှာအသေးဖွဲအစားဥဆောင်ရတဲ့ကိစ္စမျိုးကြုံတွေ့ရပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေအနေနဲ့ကံကောင်းနေတယ်မိတ်ဆွေရဲ့ပိတ်နေတဲ့လက်လက်ပတ်တွေဒီတစ်ပတ်တာမှာပြန်ပွင့်တဲ့အနေအထားမျိုးဖြစ်ပါတယ်ခင်ဗျာထို့နောက်မိတ်ဆွေအင်္ဂါသားသမီးဟာအခြေရေးနဲ့ပတ်သက်လာလို့ရှိရင်ရှို့ဝက်ချက်တွေဖုံးကွယ်ထားတဲ့ကိစ္စတွေဒီတစ်ပတ်ထဲမှာဘူးပေါ်သလိုပေါ်ခြင်းကိစ္စမျိုးကြုံတွေ့ရနိုင်ပါတယ်အခြေရေးမှာအရှုပ်အရှင်းတွေကိစ္စမျိုးလေးတွေကြုံတွေ့ရနိုင်တတ်တယ်လို့သစ္စာဖောက်ရှင်းဆိုတဲ့ကိစ္စမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်အဲ့ဒါအခြေရေးနဲ့ပတ်သက်ပြီးတော့အထူးသတိစားစေလိုပါတယ်စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အယောင်းဝယ်ကိစ္စတွေမှာအញ្ញံဖြစ်နေတတ်ခြင်းစက်ပစ္စည်းအပျက်စီးကြုံတွေ့ရတတ်ခြင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဆက်သူကိစ္စတွေမှာအလိန်အကောက်တွေကြုံတွေ့ရတတ်ခြင်းနဲ့ဆက်သူဆရာကိစ္စပြုလုပ်လို့ရှိရင်အားနည်းနေခြင်းဖြစ်ပါလိမ့်မယ်ထို့နောက်သားသမီးတွေနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းအောက်လက်ငယ်သားနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းသူတို့ရဲ့အထောက်ပံ့ကောင်းရရှိခြင်းဆိုတဲ့အနေအထားမျိုးဖြစ်တတ်တယ်လို့သူတို့နဲ့ပတ်သက်ပြီးတော့အဆောက်အဦကိစ္စမျိုးအိမ်အယောင်းဝယ်ကိစ္စမျိုးဒါမျိုးတွေအဆင်ပြေခြင်းအောင်မြင်ခြင်းတွေဖြစ်ပေါ်ပါလိမ့်မယ်ပညာအမွေကိစ္စတွေမိအနေနဲ့ကံအားကောင်းနေတယ်မြေအယောင်းဝယ်ကိစ္စတွေကံအားကောင်းသလိုအမွေကိစ္စတွေကံအားတော်တော်ကောင်းနေပါတယ်ဆရာသမားအကြီးအကဲတွေရဲ့အကူအညီအမအစာအဖေးမတွေရရှိမှာဖြစ်ပါတယ်ခင်ဗျာထို့နောက်ပညာရဲ့အတစ်တိုးပွားခြင်းသင်ရခြင်းသင်ကြားရခြင်းဆိုတဲ့အနေအထားမျိုးဖြစ်ပါလိမ့်မယ်ထို့နောက်ခရီးကိစ္စမျိုးသွားရတာမျိုးကြုံတွေ့ရပါလိမ့်မယ်ခရီးနဲ့ပတ်သက်ပြီးတော့အောင်မြင်ခြင်းခရီးကတစ်ဆင့်ပြီးတစ်ဆင့်သွားတတ်ခြင်းဒါမျိုးအနည်းဆုံးနှစ်ကြိမ်ကြုံခြင်းဆိုတဲ့အနေအထားမျိုးခရီးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေကြုံတွေ့ရမယ်ကောင်းသောခရီးဖြစ်သလိုဝင်ငွေနဲ့ပတ်သက်ပြီးတော့ငွေကြေးစီးပွားရေးကိစ္စနဲ့ပတ်သက်ပြီးတော့သွားတဲ့ခရီးတွေဖြစ်တယ်ဆိုလို့ရှိရင်တော့မိတ်ဆွေအောင်မြင်မှုရရှိပါလိမ့်မယ်ခင်ဗျာထို့နောက်ဝန်ထမ်းကိစ္စမှာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုလို့ရှိရင်ဒီတစ်ပတ်တာမှာအားနည်းနေတတ်တယ်လို့အတိုက်ခံတွေကြုံတွေ့ရတတ်တယ်မနာလိုရန်လိုမှုတွေဖြစ်ပေါ်တတ်တယ်မိမိကိုအတိုက်ခံတွေလာပြီးတော့ဖြစ်ပေါ်မှာဖြစ်ပါတယ်ထို့အတွက်ကြောင့်မို့ဒီတစ်ပတ်တာကာလမှာမိတ်ဆွေအနေနဲ့ကံလက်အရာရာအဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်ငွေ9ကဏ္ဍလူတန်း